ဇလန်းလေးအစမှာသမုဒ္ဒရာရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့အတန်နဲ့အဝေးကမြူကိုးတဲကသင်္ဘောအော်တန်ကိုပြသထားပါတယ်။မြူထူထက်တဲ့မနက်ခင်းတစ်ခုမှာတန်ဃာသည်တဦးဟာပင်လယ်ပြင်ကျယ်ထဲကိုရွက်လွှင့်လို့ထွက်ခွာလာခဲ့ပါတယ်။ကမ္ဘာလောကကြီးတစ်ခုလုံးတိတ်ဆိတ်နေပြီးလှိုင်းတန်ရဲ့သူ့လင်ငယ်လေးရဲ့စက်တန်ရဲ့သာကြားနေရပါတယ်။သူဟာအာယုံစိုက်ပြီးငြိမ်သက်နေပေမဲ့လုံးဝတယောက်တည်းပါပဲ။ဒါပေမဲ့ဒီတိတ်ဆိတ်မှုကြီးကပဲသူ့ရဲ့အဆိုးဆုံးအိမ်မက်ဆိုးဖြစ်ကိုပြောင်းလဲတော့မှာဖြစ်ပါတယ်။သူဟာမြူကိုးတွေထူထပ်တဲ့ကြားကနေရွက်လွှင့်လာရင်ထူးဆန်းတာတစ်ခုကိုသတိထားမိလိုက်ပါတယ်။ဘယ်သူမှမရှိပဲတိတ်ဆိတ်စွာမျောပါနေတဲ့ရွက်လေကြီးတစ်စင်းမှာပဲသူတီးကျင်စိတ်နဲ့အဲ့ဒီရွက်လေကြီးစီကိုကတ်သွားခဲ့ပါတယ်။လေကိုယ်ထဲမှာအဲဝလို့ရေးထားတာကိုတွေ့ရပါတယ်။သူအော်ခေါ်ကြည့်ပေမဲ့ဘာတန်မှမကြားရပါဘူး။အသက်ရှိသူဆိုလို့တယောက်မှမတွေ့ရပါဘူး။သူဟာသူ့လင်ငယ်လေးကိုဘေးကပ်ပြီးချီနှောင်ကရွက်လေကြီးပေါ်ကိုတက်လိုက်ပါတယ်။ရွက်လေကြီးကတက်ရက်နေပေမဲ့ကြောက်စရာကောင်းတော့အောင်လူတူကင်းမဲ့နေပါတယ်။စပွဲပေါ်မှာပကံတွေရှိနေပြီးအဝတ်စားတွေလည်းခြံထားခဲ့ကြပါတယ်။လှေပေါ်မှာဘယ်သူမှမရှိပါဘူး။အလဲတရက်မှာပဲအဖွဲသားတွေရုတ်တရက်ပျောက်ကွယ်သွားတယ်လို့ပါပဲ။ပတ်လဲရှာဖွေပြီးနောက်သူကသူ့လေစီပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူ့လေကပျောက်ဆုံးနေပါပြီ။သူချီနှောင်ထားခဲ့တဲ့ကြိုးကလည်းပြေလျှော့ပြီးမျောပါသွားခဲ့ပါပြီ။အိမ်ပြန်ဖို့တခုတည်းသောနီလန်းကပျောက်ကွယ်သွားခဲ့ပါပြီ။အခုတော့သူဟာပင်လယ်လေကထူဆန်းပြီးတိတ်ဆိတ်နေတဲ့ဒီရွက်လေကြီးပေါ်မှာပိတ်မိနေပါပြီ။သူထိန်းချုပ်ဆက်တွေရေဒီယိုအင်ဂျင်တွေကိုစစ်ဆေးကြည့်ပေမဲ့ဘာတစ်ခုမှအလုံးမလုပ်ပါဘူး။မိမလာအချက်ပြတာမရှိ။စတီယာရင်ဘီလည်းမလှုပ်ရှားပါဘူး။သူရေဒီယိုတဲကိုအော်ခေါ်ကြည့်ပေမဲ့စူညံတန်တွေပဲထွက်လာပါတယ်။မိုးကုတ်ဆက်ဝိုင်းတစ်လျှောက်လုံးကလည်းဗလာနဲ့ထိပါပဲ။ညရောက်လာပါတယ်မြူကိုးတွေပိုထူလာပါတယ်ရွက်လေတစ်ခုလုံးကအသက်ရှူနေသလိုထူးဆန်းတဲ့တကြွကြွတန်တွေပဲ့တင်ထက်နေပါတယ်သူကသူ့ကိုယ်သူခန်းငယ်လေးတစ်ခုထဲမှာပိတ်လောင်ပြီးအနားယူဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဒုံခန့်နဲ့တကားတစ်ချက်ကသူ့ဘာသာပိတ်သွားပါတယ်သူအထဲမှာပိတ်မိနေပါပြီသူကတကားကိုကန်ကြီးအော်ကြီးထူကြီးနဲ့နီးမျိုးစုံစူးစမ်းကြည့်ပေမဲ့တကားကမရွှေ့ပါဘူးအဲ့ဒီနောက်သူကပြတင်းပေါက်ငယ်လေးကနေကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။တင်မောကြီးတစ်စင်းကအရှိန်ဟုန်နဲ့ချင်းကပ်လာနေတာပါပဲ။သူဟာတရိတ်ဆန်တကောင်လိုပိတ်မိနေပြီးကြောက်လန့်တကြားဖြစ်နေပါတယ်။ကြီးမားတဲ့တင်မောကြီးကသူ့ဘေးကနေမီတာနဲငယ်သာကွာပြီးဖြတ်သွားခဲ့ပါတယ်။မနက်ရောက်တော့ရွက်လေကြီးကဆက်လက်မျောပါနေတော့မှပဲသူကလွတ်မြောက်အောင်စူးစမ်းပြီးအပြင်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ပင်လယ်ပြင်ကအခုတော့မတူတော့ပါဘူး။ပိုကျန်းတန်းလာပြီးပိုမောင်လာပါတယ်သူကအင်ဂျင်ကိုထပ်စစ်ဆေးကြည့်တော့ဘလို့ဖြစ်လဲမသိပေမဲ့အလုပ်လုပ်နေပါပြီဒါပေမဲ့သူလှေမောင်းမှုစူးစမ်းတဲ့အခါစတီယာရင်ဘီကသူ့ဘာသာလှည့်သွားပါတယ်ရွက်လေကသူ့ဘာသာလိုရာကိုရွေ့လျားသွားခဲ့ပါတယ်သူကရေယိုစိတ်မှုရှိမရှိကြည့်ဖို့ဂုံးပတ်အောက်ကိုဆင်းသွားတော့ရေတွေဖြည်းဖြည်းချင်းယိုစိတ်ဝင်နေတာကိုသတိထားမိလိုက်ပါတယ်သူကအသေးအတန်ရေတွေကိုစုပ်ထုတ်ပါတယ်သူအပေါက်တစ်ခုကိုပိတ်လိုက်တိုင်းနောက်တစ်ခုကပွင့်လာပါတယ်ရွက်လေကိုယ်တိုင်ကသူ့ကိုတိုက်ခိုက်နေတယ်လို့ပါပဲအဲ့ဒီနောက်မုန်တိုင်းကဝင်လာခဲ့ပါတယ်လှိုင်းတွေကလေကိုရိုက်ခတ်ပါတယ်မိုးတွေကတဲတဲမဲမဲရွာသွန်းပါတယ်တန်ဃာတွေကကျိုးတွေကိုကင်ပြီးရွက်တွေကိုချီနှောင်ကရေလွှမ်းမှုကိုရက်တန့်ဖို့ကြိုးစားရင်းအသက်ရှင်တန်ဖို့ရုန်းကန်နေရပါတယ်လျှက်စီးတွေလက်လိုက်တော့တစ်စက္ကန့်လောက်ကြာအောင်သူကအခန်းထဲမှာတခုခုလှုပ်ရှားနေတာကိုမြင်လိုက်ရတယ်လို့ဂရိတစ္ဆာပြုပါတယ်ဒါပေမဲ့အဲ့ဒီမှာဘယ်သူမှမရှိပါဘူးနာရီနှဲငယ်ကြတော့မောပန်းနွမ်းနေပြီးရေဆူရွှဲနေတဲ့သူကရေချိုးခန်းထဲမှာပုံအောင်နေပါတယ်တကားကထပ်ပိတ်သွားပြီးသူ့ကိုအထဲမှာပိတ်လောင်လိုက်ပါတယ်ရေတွေကအခန်းထဲကိုလွှမ်းမိုးလာပါတယ်လေပြက်လူနီးပါဖြစ်လာပါတယ်သူကပြတင်းပေါက်ငယ်လေးကနေကျိုးတစ်ချောင်းကိုတွေ့ပြီးဆွဲလိုက်ပေမဲ့အဲ့ဒီကျိုးကသူ့လယ်ပင်ကိုရစ်ပတ်ပြီးလယ်ပင်ညစ်တက်လူနီးပါဖြစ်သွားပါတယ်သူကသူ့ကိုယ်သူကျိုးဖြတ်ပြီးလဲကျသွားကမောဟိုက်စွာအသက်ရှူနေပါတယ်သူနိုးလာတဲ့အခါပင်လယ်ပြင်ကပြန်လည်ငြိမ်သက်နေပါပြီတကားကပွင့်နေပြီးသူ့ကိုလှောင်ပြောင်းနေတယ်လို့ပါပဲသူကကုန်းဘက်ပေါ်ကိုထွက်လာခဲ့ပြီးစိတ်ချောက်ချကမောပန်းနွမ်းနေပါတယ်သူရွက်လေကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်ရေပေါ်မျောနေတဲ့အစိပ်ပိုင်းတွေနဲ့ဖောင်းတွေကိုအသုံးပြုပြီးဖောင်းငယ်လေးတစ်ခုကိုစောက်ကရေထဲကိုချလိုက်ပါတယ်ဒါပေမဲ့သူလှေလော်ပြီးထွက်သွားတဲ့အခါရွက်လေကလှည့်လာပါတယ်ဖြည်းဖြည်းချင်းသူ့စီကိုဥတီလာပါတယ်တန်ဃာဒီကမယုံကြည်နိုင်စွာစိုက်ကြည့်နေပါတယ်လေကသူ့နောက်ကိုလိုက်လာနေတာပါပဲလေလဲမတိုက်လိုင်းလဲမရှိပဲလေကရွေ့လျားနေပါတယ်သူကပိုအားဆိုင်ပြီးလေလော်ပေမဲ့ရွက်လေကပိုနီးကပ်လာပါတယ်သူကသူ့ဖောင်ကိုရွက်လေနဲ့မတိုက်မိခင်စက္ကန့်ပိုင်းလိုမှပင်လယ်ထဲကိုငုပ်ဆင်းလိုက်ပါတယ်သူရေပေါ်ပြန်တက်လာတဲ့အခါရွက်လေကပျောက်ဆုံးနေပါပြီပင်လယ်ပြင်ကျယ်ထဲမှာတယောက်တည်းမျောပါနေရင်သူကအနီးနားမှာကူးခတ်နေတဲ့လင်းပိုင်တွေကိုတွေးလိုက်ရပါတယ်ဒါဟာသူရက်ပေါင်းများစွာအတွင်းတွေးဘူးသမျှဖော်ရတဲ့တရဝတွေပါပဲသူကပင်မနှွမ်းနေမှုကြောင့်ထဝက်ယူသွတ်နေရင်အားရင်မရှိစွာရေလိုက်ပါတယ်
အဲ့ဒီနောက်မြူကိုတဲကနေရွက်လေကပြန်ရောက်လာပါတယ်ရွက်လေကသူ့စီကိုတိတ်ဆိတ်စွာမျောပါလာပြီးစောင့်ဆိုင်နေပါတယ်သူ့ကိုပြန်ဖိတ်ခေါ်နေတယ်လို့ပါပဲတခြားရွေးချယ်စရာမရှိတာကြောင့်သူကရွက်လေပေါ်ကိုနောက်တစ်ကြိမ်တက်လိုက်ပါတယ်သူခုခံတွန်းလှန်ဖို့အရန်ပင်ပန်းနေပါပြီသူကအခန်းထဲမှာအိပ်ပျော်သွားခဲ့ပါတယ်သူနိုးလာတဲ့အခါတကားကထပ်ပိတ်နေပါပြီသူပိတ်မိနေပါပြီရွက်လေကသူ့ဘာသာရွေးလျားစပြူလာပါတယ်ပြတင်းပေါက်ကနေသူကကုန်းမြေကိုတွေးလိုက်ရပါတယ်အဆောက်အုံတွေကမ်းရိုးရဲမြို့ငယ်လေးတစ်ခုပါပဲကဲတင်ချင်းလားသူအော်ဟစ်ပြီးတကားကိုထုရိုက်ပါတယ်ဘသူမှသူ့အတန်ကိုမကြားရပါဘူးရွက်လေကကန်းနာနီးနီးမှာရက်တန့်သွားပါတယ်သူနောက်ဆုံးတော့အပေါက်တစ်ခုကနေဖောက်ထွက်ပြီးရေတိမ်ပိုင်းထဲကိုခုန်ချကကုန်းမြေစီကိုကူးခတ်သွားခဲ့ပါတယ်သူကန်းကိုရောက်တော့မြို့ကလူသူကင်းမဲ့နေပါတယ်လူမရှိလှေမရှိအတန်မရှိပါဘူးလမ်းတွေဗလာနက်တိဖြစ်နေပြီးအေးဆက်တဲ့လေတွေသာတိုက်ခတ်နေပါတယ်သူကရင်းနှီးတဲ့မြင်ကွင်းတစ်ခုကိုတွေ့တဲ့အထိရှောက်သွားခဲ့ပါတယ်စိတ်ခံတရားနာမှာချီနှောင်ထားတဲ့လှေငယ်လေးတစ်စင်းပါပဲသူ့လေသူကမိုးကုတ်ဆက်ဝိုင်းကိုပြန်ကြည့်တော့အဲ့ဒီမှာထပ်တွေ့လိုက်ရပါတယ်လှေကမြူကိုတွေတဲ့ကိုဖြည်းဖြည်းချင်းမျောပါသွားပြီးမရှိခဲ့ဘူးတလို့ပျောက်ကွယ်သွားခဲ့ပါတယ်တန်ငါဒီကတုံရင်စွာလဲကျသွားခဲ့ပါတယ်သူအသက်ရှင်ခဲ့တာလားဒါမှမဟုတ်ပင်လယ်ရဲ့တစ်ခုခုသောကွင်းဆက်ထဲမှာပိတ်မိနေတာလားကင်မရာကပြန်ဆုတ်သွားပါတယ်သမုတ်တရားကငြိမ်သက်နေပြီးမြူကိုတွေကပြန်လည်ရောက်ရှိလာပါတယ်လေကရိုးရိုးလေတစ်စင်းတင်မဟုတ်ပါဘူးအဲ့ဒါကရှိကြပြီးမစုံမနစ်တဲ့ကြီးစုနေတဲ့တရှိမှုတစ်ခုပါပဲပင်လယ်ရဲ့ဝိညာဉ်ကိုယ်တိုင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်အထီးကျန်ပြီးလမ်းပြောက်သူတွေကိုဆွဲဆောင်နေတာပါပဲပြီးတော့ဒီလူအတွက်တော့အမှန်တကယ်အိမ်မက်ဆိုးကအခုမှစတင်ခဲ့တာဖြစ်နိုင်ပါတယ်ဒါကတော့ The Boat 2018ဖြစ်ပါတယ်အထီးကျန်ခြင်းယူသွချင်းနဲ့ပင်လယ်ရဲ့နဲ့နေတဲ့စွမ်းအားအကြောင်းကိုစကလုံးမပါပဲခြောက်ခြားပွဲရာဖော်ပြထားတဲ့ရှင်တန်မှုဇလံတစ်ပုဒ်ပါပဲဘလို့ထင်လဲဒါကတဘာဝလွန်လားစိတ်ပိုင်းဆိုင်ရာလားဒါမှမဟုတ်အချိန်ကွင်းဆက်တစ်ခုလားတင်းရဲ့ theory ကိုအောက်မှာမှတ်ချက်ပေးခဲ့ပါဦးစကားသုံးသက်ချက်တွေထပ်ကြည့်ဖို့ like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်